အခုမြင်နေရတာကတော့ခမရတို့ကျွန်တော်တို့လူတန်းပေါင်းများစွာစားသုံးနေကြတဲ့အရာဖြစ်ပြီးဘယ်သူကမှတင့်ကိုအမှန်တရားကိုဖွင့်ရပြောမှာမဟုတ်ပါဘူးအကယ်၍တင်ဟာအမေရိကန်ပြည်အောင်စုမှာနေထိုင်နေရတယ်ဆိုရင်တော့တကယ်ကိုကံကောင်းလာတာမျိုးပါလူအများစုဟာသူတို့ကိုသူတို့ဘလောက်အထိကံကောင်းနေကြတယ်လဲဆိုတာတတိမထားမိကြပါဘူးကမ္ဘာနေရာတော်တော်များများမှာတင်နေစဉ်စားသုံးနေတဲ့အစာတွေဟာအများနဲ့တန်ရှင်းနေတဲ့မိဖို့ကြောင်တွေစီကနေထွက်ပေါ်လာတာမျိုးမဟုတ်လို့ပါမိုးကြိုင်လာတဲ့ကြက်ကြော်အာလူးကြော်နဲ့ဘာကာတွေရဲ့နောက်ွယ်မှာတော့လက်ပြမတန့်တဲ့စီးပွားရေးသမားတွေအတွက်ရွှေထင်းကြီးတစ်ခုဖြစ်တဲ့မြောင်းပုတ်စီတွေကပုံွယ်နေနိုင်ပါတယ်ဒီစီတွေဟာရေမြောင်းစိုးတွေထဲမှာမျောပါနေတဲ့အမဲရောင်အစီခဲတွေစီကန်တွေထဲကကြန့်ရှိနေတဲ့အနှစ်တွေနဲ့ညာဘက်အမိုက်ပုံးတွေရဲ့အောက်ခြေမှာကန့်ညိတွေနဲ့အနေအနှစ်စီတွေကနေလာတာမျိုးပါသူတို့ဟာအဆိုပါအစီခဲတွေကိုပုံးတွေနဲ့လိုက်လံကောက်ယူကြပြီးလှိုးဝက်အလုံးယုံစီတွေကိုတည်ဆောင်သွားကြပါတယ်အဲ့ဒီနောက်မှာတော့စီအလွာတီးတန့်ခွဲထွက်သွားတဲ့အထိအပူပေးချက်လုပ်ကြတာမျိုးပါ၎င်းတို့ကိုအထက်ထက်ခါခါစစ်ထုတ်ပြီးတဲ့နောက်အယောင်ချွတ်ဖို့နဲ့နန်စော်နေတဲ့အနံဆိုးတွေကိုဖယ်ရှားပစ်ဖို့အတွက်ဓာတုပစ္စည်းတွေကိုထည့်သွင်းအသုံးပြုကြပါတယ်။တစ်ချိန်ကမဲမောင်ပြီးရွှန်ရှာပွဲကောင်းလာတဲ့အနေနဲ့တွေဟာတန်ရှင်းလက်ဆက်တဲ့စီအသစ်နဲ့ခွဲခြားရခက်ခဲလောက်အောင်ချွေအားအဟီကြီးအဖြစ်သို့ပြောင်းလဲသွားတာမျိုးပါ။၎င်းတို့ကိုဘာတစ်စိတ်အမှတ်သားမှမပါဘဲထုတ်ဖို့ကအလွန်ပေါက်ဈေးသက်သာတဲ့ဈေးနှုန်းတွေနဲ့လိုက်လံရောင်းချကြပြီးနောက်ဆုံးမှာတော့လမ်းဘေးဈေးတွေနဲ့စားသောက်ဆိုင်အသေးလေးစီတွေကိုရောက်ရှိသွားတာပဲဖြစ်ပါတယ်။